ရင်းနှီးအောင်ဟာခွေးလေးကိုရိုက်နှံ့နေပါတယ်ပြီးတော့ခွေးကိုမှတ်ပြီးတင်မောဘော်ကနေပစ်ချလိုက်တယ်ခွေးလေးကတော့အရှုံးမပေးပဲကြောက်ဆောင်ပေါ်ကိုပြေးတက်ပါတယ်ထို့နောက်တင်မောကတော့ထွက်ခွာနေပါတယ်အထင်းမှာတော့ရဲတွေကအေးဆေးထိုင်နေပါတယ်တစ်ဖက်မှာတော့ခွေးဟာကြောက်ပြီးပင်လယ်ထဲခုန်ချလိုက်တယ်ပြီးတော့ရေကူးပြီးတင်မောရှိကိုသွားပါတယ်အဲ့ချိန်မှာငမန်းတကောင်ဟာခွေးလေးကိုတွေ့သွားပြီးသူ့ရှိကိုသွားပါတယ်။ရဲတွေကတော့တင်မောပေါ်မှာအေးဆေးထိုင်နေပါတယ်။ထို့နောက်ခွေးလေးကအရှိန်နဲ့ရေကူးပြီးတင်မောရှိသွားပါတယ်။ပြီးတော့ငမန်းဟာခွေးကိုစားဖို့လုပ်တော့ခွေးလေးဟာတင်မောထဲဝင်သွားပါတယ်။ပြီးတော့ပြေးပြီးပိုက်လက်ရှိကိုသွားပါတယ်။ထို့နောက်ခွေးဟာပိုက်လက်ကိုလူဆိုးရီထားတဲ့ VIP နေရာကိုခေါ်သွားပါတယ်။ပိုက်လက်ကလည်းကြောက်နေပြီးခဏနေရင်တင်မောဟာပောက်ကွဲတော့မှဖြစ်ပါတယ်။ထို့နောက်ပိုက်လက်ဟာရဲတွေအကုန်လုံးကိုတင်မောပေါ်ကနေဖော်တုံးနဲ့ဆင်းခိုင်းပါတယ်။ပြီးတော့တင်မောဟာပောက်ကွဲသွားပြီးပင်လယ်ထဲမြုပ်သွားပါတယ်။ထို့နောက်ရဲတွေအကုန်လုံးလွတ်သွားကြပါတယ်။ခွေးလေးကတော့အလုံးငိုပါတယ် like and follow မလုပ်ကြလို့တဲ့